စော်မဲလင်ကတော့ပြောပြန်နေနော်စော်မဲလင်ကတော့ပြောနေပြန်တယ် NLD အစိုးရကတဲ့ဒီမိုကရေစီကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးလိုက်တာတဲ့သူတို့ဖျက်ဆီးလိုက်လို့သူတို့ပြန်ပြီးတော့ထူထောင်နေရတယ်ပေါ့ဟုတ်ပြီအဲ့ဒါဆိုမင်းရည်ရွယ်ချက်ရှိရှိဖျက်ဆီးလိုက်တယ်ဆိုတက်တီထောက်ထားရပြလိဘယ်လိုနေရာမှာဘယ်လိုဖျက်ဆီးလိုက်တာတော့ဒီမိုကရေစီကိုတက်တီထောက်ထားနေပြလိစော်မဲလင်ရဲ့ခွေးသားရဲ့မင်းတို့စစ်ခွေးတက်တိုက်အာဏာယူတက်တိုက်ကမှမြန်မာနိုင်ငံကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတာနော်ခုပဲကြည့်လေခုပဲလက်ရှိမင်းတို့ဖျက်ဆီးနေတာမြန်မာနိုင်ငံကြီးကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတာမင်းကဒီမိုကရေစီလို့ပြောမင်းကဒီမိုကရေစီဘယ်လောက်ပြဒီမိုကရေစီကြောင့်ဘယ်လောက်များနားနေလေမင်းတို့စစ်ခွေးအာဏာရှင်တက်တိုက်အုပ်ချုပ်ခဲ့တော့ဒီမိုကရေစီကဘယ်မှာရှိလို့တော့မင်းတို့အာဏာရှင်စနစ်ပဲအုပ်ချုပ်ခဲ့ရလေဒါအောင်မင်းပါဆက်ကြီးကဒီမိုကရေစီနဲ့ထားပြီးပြောနေတာမင်းတို့ပြည်သူလူထုကိုဒီမိုကရေစီဘယ်နှခါများပေးဘူးတော့မင်းတို့အုပ်ချုပ်လာတဲ့တက်တန်းတစ်လျှောက်တန်းရွှေလက်ထက်တည်းကနေပြီးတော့ဒီနေ့အချိန်ထိဒီမိုကရေစီဆိုတာပြည်သူဘယ်နှခါများပေးခဲ့ဘူးလို့ဒါ NLD အစိုးရကဒီမိုကရေစီကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးလိုက်ပြီးတော့သူတို့ပြန်ပြီးထူထောင်နေရတယ်ဆိုတော့မင်းတို့ကမှရည်ရွယ်ချက်ရှိရှိပြည်သူတွေကိုတပ်ဖြတ်ပြီးတော့နေ့စဉ်နဲ့မြတ်တပ်ဖြတ်အစုလိုက်ပြုံလိုက်တပ်ဖြတ်ပြီးတော့မြန်မာနိုင်ငံကြီးကိုဖျက်ဆီးနေတာနော်စစ်ခွေးရဲ့တရောင်းသားရဲ့မင်းတို့စစ်ခွေးတတိုက်နော်အာဏာယူတတိုက် NLD ကဘယ်နေရာမှာအဲ့ဒီမိုကရေစီကိုဖျက်ဆီးတော့မင်းတို့တက်တည်ထောက်ထားနေပြလိမင်းတို့ကမှမြန်မာနိုင်ငံကြီးကိုရည်ရွယ်ချက်ရှိရှိနေ့တင်နဲ့မြဘုံကျဲတပ်ဖြတ်ရွာတွေမီးရှို့ရွာတွေဖျက်ဆီးလူတွေကိုအစုလိုက်ပြုံလိုက်တပ်ပြည်သူတွေကိုပေါ်မင်းတို့ရည်ရွယ်ချက်ရှိရှိရန်သူလိုသဘောထားပြီးတော့နေ့တင်နဲ့မြတပ်ဖြတ်နေရလေဒါအောင်မင်းပါဆက်ကြီးကဒီမိုကရေစီတဲ့မင်းဒီမိုကရေစီဘယ်လောက်များနားလဲလို့ပြောပါဦးမင်းနားလဲပြည်သူတွေကိုမင်းတို့စစ်ခွေးတွေအုပ်ချုပ်လာတဲ့တန်းတစ်ချောင်းဒီမိုကရေစီဘယ်နှခါများပေးဘူးလို့တောင်းမင်းပါဇက်ကဒီမိုကရေစီနဲ့ထားပြီးတော့ဟောင်းနေတယ်မင်းတို့ခွေးတွေစစ်ခွေးတွေပြာပုံထဲမှာပဲအမိခွေအိတ်နေထားမဟောင်းနဲ့ဟောင်းတော့လဲအပေါက်လမ်းမတက်